ရေမွေးကိုဒါမျိုးကြီးပုတ်ပြီးတော့မဆွရအောင်နော်အပြင်သွားလို့ရေမွေးဆွရင်ဘယ်လိုပုံစံဆွကြထမတယောက်ရေမွေးတပလင်းလုံးမောက်ချလာသလားအောင်မေးရလောက်အောင်ဆွတဲ့တယောက်ဒုတိယတယောက်ပွိုင်နေကိုပဲစနစ်တကျတေချာလေးဆွတဲ့နောက်ဆုံးတယောက်ကတော့အရန်ကိုမှကတ်စီနေပြီးကုံမဆိုးလို့တစ်ချက်ပဲဖြန်းနေတယ်အခုကြည့်နေတဲ့သူကတော့ဘယ်လိုလူမျိုးရဲမှာပါလဲမငယ်နော်ဒီတခါတော့တတိယမျက်နှာဖြစ်တဲ့ရေမွေးကျွတ်သိန်းချီ300မလို့ရပါနဲ့ budget စိတ်ဖြစ်ပြီး quality ကောင်းတဲ့ sense inspired perfume တွေကလူရသည်နဲ့လိုက်ပြီး luxury ဖြစ်တဲ့ short အကြိုက်ဆုံးလှပကြွရှင်တဲ့ရနံ3မျိုးကို review လုပ်ပြီး sense inspired perfume ကအနံ့ပေါင်း200ကျော်ရှိသူကပြင်သစ်နိုင်ငံကရေသွင်းမြင့်တဲ့ရေမွေးအစီအနေနဲ့ထုတ်ကြတာဖြစ်တဲ့အတွက် authentic တွေနဲ့ 90% စင်တူအောင်ထုတ်ထားပြောရမယ်ဆိုအခုနောက်ပိုင်း inspired ရေမွေးတွေကအရန်ကိုမှခက်စားလာတာအဲ့တော့ quality ကောင်းပြီးတကယ် long lasting ဖြစ်တဲ့ inspired ရေမွေးဆိုတကယ်ဥထားတယ်နော်ရှုပ်ခုပြပမယ့်ရေမွေးလေးကဈေးနှုန်းနဲ့တက်တာတော့ပထမတစ်ယောက်ရေမွေးစတဲ့လိုမျိုးတကူလုံးအနှံ့စိတ်ကြိုက်ဖြန်းလို့ long lasting ဖြစ်ချက်ကလည်းအင်ဂျီပုံမှာဆိုလို့ရှိရင်အဲ့အင်ဂျီ2ရက်လောက်တာလေးဆွဲပေါင်းလုံးနေတဲ့ designer brand တစ်ခုဖြစ်တဲ့ Chanel Chance Eau French သူရဲ့တော့နှုတ်က lemon တကယ်ကြောင့် fresh and clean ဖြစ်တဲ့ active AM ဖြစ်တဲ့ summer အတွက်အရန် recommend သူ့ဆွထားလိုက်လို့ရှိရင် feeling စိမ့်ဆူနေတဲ့တောအုပ်ကလေးရောက်သွားသလိုမျိုးအရန်လန်းဆန်းပြီး active ဖြစ်တယ် medium တော့မှာလက်ဆက်တဲ့ spray နဲ့လေးကြောင့် elegant and luxury ဖြစ်တဲ့ citrus woody musky 3မျိုးလုံးမိ daily wear ကနေပွဲတက်ထိ okay လို့တပူရဲ့ဆောင်နာရုပ်ဒုတိယတစ်ခုကကောင်းလေးကြားထဲမှာလဲဆယ်လီဖြစ်ပြီးနာမည်ကြီး designer brand တစ်ခုဖြစ်တဲ့ Versace Eros ဒီကောင်းရဲ့ main note က vanilla ချိုရာတော့တော်တော်ပဲပြီးတော့တော့ note ထဲမှာ fresh ဖြစ်တဲ့ green apple ကို lemon တို့ mint တို့လည်းပါတယ်ပြောမယ်ဆိုကွာဒီကောင်လဲ woody ဖြစ်တယ်ဆွတ်ထားလိုက်လို့ရှိရင် feeling and sweet and spicy လည်းဖြစ်တယ် luxury and sexy လည်းဖြစ်ထွက်တဲ့အရန်ဖြစ်လုံးသူက dating တို့ night out တို့ party တို့ club တို့နဲ့ပို့လိုက်အနံ့ကိုကလုံးဝရင်မူးသွားစေရဲ့အနံ့မကြိုက်တဲ့သူဆိုလို့ရှိရင်လည်းခေါင်းမူးတတ်တယ်လို့ကြိုက်လို့ရှိရင်လည်းခဏခဏရှူခြင်းနေရဲ့အနံ့နောက်ဆုံးတစ်ခုကရှွန်းရဲ့အကြိုက်ဆုံးဖြစ်တဲ့ MFK ရဲ့ Baccarat Rouge 540ပတ်စံနေဒီထပ်ပို့ပြီးရှာနိုင်တဲ့အခါကျရင်ထိတ်ဆုံးပြေးဝယ်ခြင်းနဲ့ရေမွေးပဲအဲ့လောက်ထိကြိုက်တယ်တော့နှုတ်က saffron နဲ့ almond ဖြစ်ပြီးတော့သူက base ကတော့ woody musky သွားတယ် fruity လေးလည်းဖြစ်တယ်ချိုမွေးလေးပေါ့အ little လေးရော strong ဖြစ်တယ်ပြီးတော့ luxury ဖြစ်ပြီးတော့ high class ဘက်သွားတယ်ကွာသူ့ကိုဆွတ်ထားလိုက်လို့ရှိရင် confidence အပြည့်နဲ့တကယ်ကို boss တယောက်ရဲ့အထားခက်ချစ်ချင်းနဲ့လူရှိန်နဲ့အနံ့မျိုးလေးဖြစ်တဲ့လေးကရေမူးဆွဲလန်းသွားစေပြီးယူခနေအောင်တောင်းတရတဲ့အနံ့လေးဆိုတော့သူ့အနံ့ရရနဲ့တန်းတရနော်နေ Baccarat 540ဆွတ်ထားလားဆိုပြီးတော့တန်းတရဒီနေ့ show review လုပ်သွားတဲ့ sense inspired perfume တွေက Chanel French Versace Eros Baccarat 540 သုံးမျိုးစလုံးက Eau de Parfum EDB ဖြစ်တဲ့အတွက် long lasting ဖြစ်တဲ့သုံးခုစလုံးက unisex ဖြစ်တဲ့အတွက်ယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရတယ်ပြီးတော့ဒီ sense inspired perfume က 30ml 10ml 5ml ဆိုပြီးသုံးမျိုးဝယ်လို့ရတယ်သူက 5ml ဆိုရင် 8000 10ml ဆိုရင် 16000 30ml ဆိုရင် 3200ဆိုတော့တော်တော်လေးကိုမှဝယ်ပြောတဲ့ဈေးနှုန်းလို့ရှုံးမြင့်တယ်သူ့ကိုပေးရတဲ့ဈေးနဲ့သူ့ရဲ့ပြန်ရတဲ့ quality long lasting ဖြစ်မှုကလုံးဝကိုတန်တာထက်ကိုပိုဒီ sense inspired perfume ကိုသူစပေါ်ကလေးကတည်ရဲ့စ try ကြီးခဲ့တဲ့အနံ့ကလည်းတကယ်ကိုတိုက်တိုက်ဆိုင်ဆိုင် Chanel French အဲ့နံ့လေးကလည်းကိုတိုက်နဲ့လည်းကြိုက်တယ်လို့ခံစားရလို့အခုချိန်ဒီလည်းစွတ်နေရဆိုတော့ဒီ sense က Chanel French နဲ့ Versace Eros ကအပြင်မှာလည်းသူ့ရဲ့အနံ့ကြောင့်တော်လေးနာမည်ကြီးနေ long lasting ဖြစ်တာတော့ကိုတွေ့ပဲတကယ် honestly ပြောရမယ်ဆိုလို့ရှိရင်လေအခုဒီနေ့ဆွတ်ထားတဲ့အင်ဂျီကိုနောက်နေ့ပြန်ကြည့်အဲ့အနံ့ရှိနေသေးတယ်အဲ့ဒါကိုရွေးချယ်လိုက်တဲ့ရင်မွေးပေါ်မှာလည်းမူတည်လိုက်မယ်လို့ထင်တယ်ရှွန်းကျတော့ luxury and high class ဘက်သွားပြီးခက်ချီချီဖြစ်တဲ့ရင်မွေးလေးပိုကြိုက်ရှွန်းလိုတိုက်လေးကြိုက်တဲ့သူတွေတော့ try ကြည့်လို့ရအောင်ဒီ vlog လေးနဲ့ review နဲ့ recommend လေးပေးလိုက်ပါရနော်အဲ့အသေးချိုလေးရောဘယ်လိုရင်မွေးတိုက်မျိုးကိုကြိုက်လဲဆိုတော့ comment မှာငယ်